သမုဒ္ဒရာရဲ့80ရာခိုင်နှုန်းကိုအခုထိစူးစမ်းရသေးဘူးဆိုတာမျိုးကျမတို့ဟာကုကပတ်ပင်လေချမ်းပြင်တဲ့အင်္ဂါကျိုမျက်နှာပြင်အကြောင်းကိုပိုသိနေတယ်ဆိုတာမျိုးတွေကြားသိကြမှာပါဒါပေမဲ့ဘယ်သူမှမမေးမိတဲ့မေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါကငါတို့နဲ့အတူဒီကဘာပေါ်မှာရှိနေတဲ့အရာတွေကိုရောငါတို့တကယ်နားလည်ကြရဲ့လားဆိုတာပါပဲဘာလို့လဲဆိုတော့ဒီကဘာအညောက်မှာမရှိတဲ့အရာတွေပြန့်ကျဲနေလို့ပါတမိုင်းဥခိမတိုင်ခင်ကလက်ရတွေခိမီစက်ကရိယာတွေနဲ့တောင်မတီးဆောက်နိုင်တဲ့အဆောက်အုံတွေစာပင်မရေးတတ်သေးတဲ့လူသားတွေတက်တုမပါပဲလုတ်ခဲ့တဲ့ကရိယာတွေစတာတွေပေါ့အဲ့ဒီအရာတွေဟာတကယ့်ကိုတီးရှိနေတာဖြစ်တည်မဲ့သူတို့ရဲ့ရည်ရွယ်ချက်ဖန်တီးသူနဲ့တီးရှိမှုတွေကခေတ်သစ်သိပ္ပံပညာအတွက်တော့အတိပ္ပယ်မရှိသလိုဖြစ်နေပါတယ်ဒါတွေကတော့သိပ္ပံပညာကအခုထိရှင်းမပြနိုင်သေးတဲ့တကယ်ရှာဖွေတွေ့ရှိမှုခုနှစ်ခုပဲဖြစ်ပါတယ်ဒါတွေကလုတ်ချန်ဇလိုင်းဒီမဟုတ်ပဲတင်မြင်ရမယ့်အရာအလုံးဟာအစစ်အမှန်တွေပါရေဦးတက္ကသိုလ်ရဲ့တိတ်ဆိတ်တဲ့စာကြီးတိုက်တစ်ခုတည်းကဖန်သားပြင်နောက်မှာကမ္ဘာအတော်ဆုံးသူတွေကိုတောင်ယူဆွဲစီးခဲ့တဲ့စာအုပ်တအုပ်ရှိနေပါတယ်1900ပြည့်နှစ်အစောပိုင်းမှာတွေ့ရှိခဲ့တဲ့ Voynich manuscript ဟာကမ္ဘာပေါ်မှာမရှိတဲ့အပင်ပုံတွေနဲ့ဘယ်သူမှအတိတ်ပဲမဖော်နိုင်တဲ့သင်္ကေတတွေနဲ့ဘယ်တော့မှမပြောခဲ့ဘူးတဲ့ဘာသာတစကားတစ်ခုနဲ့ရေးသားထားတဲ့စာမျက်နှာရာပေါင်းများစွာပါဝင်ပါတယ်American စစ်တပ်ကကုတ်ဖော်သူတွေ AI model တွေနဲ့သမိုင်းပညာရှင်တွေဝိုင်းဖီရှင်းခဲ့ကြပေမဲ့ဘယ်သူမှအောင်မြင်ခဲ့ပါဘူးဒါဟာမေးလျော့ခံလိုက်ရတဲ့လူယဉ်ကျေးမှုတစ်ခုရဲ့လက်ရလို့တချို့ကဆိုကြသလိုရှေးဟောင်းနောက်ပြောင်မှုတစ်ခုလို့လည်းတချို့ကယူဆကြပါတယ်ဒါပေမဲ့တခုရှိတာကဒီစာကိုရေးတဲ့သူဟာဘာကိုဆိုလိုရဲဆိုတာအတိအကျသိနေပုံရတာပါပဲစလုံးတွေရဲ့တိစောက်မှုဟာတကယ်ဘာသာတစကားတစ်ခုလိုစနစ်တကျရှိနေပြီးအထိပ္ပယ်မဲ့ရေးထားတာမျိုးမဟုတ်ပါဘူးဘာသာပြန်လို့မရတာပဲရှိပါတယ်1900ခုနှစ်အစောပိုင်းမှာဂရိကမ်းရိုးတန်းအလုံးရေအောက်ထဲကရှေးဟောင်းရောမသင်္ဘောပြက်တစ်ခုထဲကနေထူးဆန်းတဲ့ကျင်းညိုးတုံးကြီးတစ်ခုကိုဆယ်ယူရရှိခဲ့ပါတယ်။အဲ့ဒါကိုတန်ရှင်းရေးလုပ်လိုက်တဲ့အခါမှာတော့အန်အိုစရာကောင်းတဲ့စက်သွားတွေထွက်ပေါ်လာပါတယ်။အဲ့ဒါကAntikythera mechanism လို့ခေါ်တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကကျဲတွေ glory ရဲ့သွားလာမှုကိုတွက်ချက်ဖို့နဲ့လားကျက်နေချက်တာတွေကိုခံမှန်းဖို့တိစောက်ထားတဲ့ကရိယာတစ်ခုဖြစ်နေပါတယ်။ရိုးရိုးလေးပြောရရင်ဒါဟာရှေးဟောင်းဂရိဖိတ်ကာကွန်ပျူတာတစ်လုံးပါပဲ။ဒီလောက်အဆင့်မြင့်တဲ့စက်မှုပညာမျိုးဟာနောက်ထပ်နှစ်ပေါင်း1000လောက်အထိထပ်မပေါ်တော့ပါဘူး။ဒါဟာကြေးခေတ်ရွာတရွာထဲမှာစမတ်နိုင်တစ်လုံးသွားတွေ့လာလို့ဖြစ်နေတာပါ။ဘဒုကဒါကိုတိဆောက်ထည့်တာလေဒီအသိပညာတွေကဘဲကလာတာလဲဆိုတာအခုထိပဟိလီဖြစ်နေတော့ပါပဲ2017ခုနှစ်မှာဘောတစ်ပင်လေကျမ်းမြေမှာဆိုနာနဲ့စစ်ဆေးရင်မီတာ80ကျော်တဲ့စဝိုင်းစလာအရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒါက UFO တစ်စီးတောင်တူနေပါတယ်။ရေငုပ်သမားတွေသွားစစ်ဆေးတဲ့အခါမှာတော့သူတို့ရဲ့လျှက်စစ်ပစ္စည်းတွေအကုန်လုံးအလုံးမလုံးတော့ဘူး။တန်မိုင်းအိမ်များလည်းယူကုန်ပါတယ်။ကြောင်းနောက်တစ်ခုလို့တချို့ကယူဆပေမဲ့ဘယ်တဘာဝကြောင်းနောက်မှလျှက်စစ်ပစ္စည်းတွေကိုဒီလိုမျိုးမနှောင့်ယှက်နိုင်ပါဘူး။ဒီနေ့အထိတော့အဲ့ဒီအရာဟာပင်လယ်ကျမ်းမြေမှာဘာမှမသိရပဲရှိနေသေးပါပီရူနိုင်ငံကူစကိုမြို့အပြင်ကဆက်ဆာဟွာမန်နိုင်ငံလေးကလည်းအန်အောစရာပါကားတစ်စီးစာဂရိတ်ကြီးတဲ့ကြောက်တုံးလေးကိုဓာတ်တစ်ချောင်းမှထိုးမထွက်နိုင်အောင်အလွန်တိကျစွာစီရင်ထားပါတယ်အင်္ဂါလည်းမတုံထားဘူးတန်ထိုက်ကရိယာလည်းမရှိဖြိန်းလည်းမရှိတဲ့အင်္ဂါလူသားတွေကဒါကိုဘယ်လိုများတိဆောက်ခဲ့တာလဲခေတ်သစ်အင်ဂျင်နီယာတွေတောင်ဂရိန်းတွေလေဆာတွေသုံးမှဒီလောက်တိကျအောင်လုပ်နိုင်ပါတယ်ဒီနေ့ရန်လေးကရာစုပေါင်းများစွာအတွင်ဖြစ်ခဲ့တဲ့ငေလန်တန်တွေကိုလည်းအဲကြောင့်ကထင်မှထင်မစီပဲကြမ်းကြမ်းခံထားနိုင်ပါတယ်။စိုက်ဒီဗီးယားတောထဲလောနော်မီလင်းတာတိုက်လို့ခေါ်တဲ့ထူးဆန်းတဲ့ကြောက်တောင်ကုန်းကြီးတစ်ခုရှိပါတယ်။အဲ့ဒီနားကိုဘက်တရီဆယ်မှမကတ်ကြပါဘူး။အဲ့ဒီနားရောက်ရင်တစ်ပင်တွေကလည်းပုံမှန်မဟုတ်တဲ့ဘက်ကိုလိမ့်ပြီး grade နေပါတယ်။သိပ္ပံပညာရှင်တွေတွားရောက်စူးစမ်းခြင်းမှုပြောစားခဲ့ကြပြီးမြဲစက်ကရိယာတွေပြက်ကုန်ပြီးလူတွေကလည်းနေမကောင်းတာတွေကြောင့်အမြဲတမ်းကြာရှုံးခဲ့ကြပါတယ်။အဲ့ဒီအောက်မှာတခုခုအရှင်လက်မြုံနှံထားတာရှိရလို့ဒေတာလင်တွေကယုံကြည်ကြပါတယ်။နောက်ဆုံးတစ်ခုကတော့တရုတ်နယ်မြောက်ထဲမှာရှိတဲ့တတုပိုက်လိုင်းတွေပါကြောက်တုံးတွေကမြုံနေတဲ့ဒီပိုက်လိုင်းတွေဟာနှစ်ပေါင်း3,500ကျော်တက်တန်းရှိနေပါတယ်အဲ့ဒီအချိန်မှာလူလားတွေမှာမြို့တွေလဲရစိုက်ပျိုးရေးတွေတောင်မရှိသေးပါဘူးဒါပေမဲ့ဒီပိုက်လိုင်းတွေကတော့အခုခေတ်ရေပိုက်စနစ်တလို့စနစ်တကျတည်ဆောက်ထားပါတယ်အစိုးရကတော့ဒါတွေဟာကြောက်ဖစ်ရုပ်တင်တစ်မြစ်တီလို့ရှင်းပြခဲ့ပေနဲ့တစ်မြစ်တီဟာဒီလိုစက်မှုလက်ရာတွေလိုမျိုးမချိတ်ဆက်နိုင်ပါဘူးဒါဆိုရင်လူယဉ်ကျေးမှုမထွန်းကားခင်နှစ်ပေါင်းများစွာကနေဒါတွေကိုဘသူတွေကဘာအသက်တိဆောက်ခဲ့တာလဲဆိုတာစဉ်းစားစရာပါ
အခုလိုစိတ်ဝင်စားစရာထူးဆန်းထွေလာဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ပြီး support ပေးချင်တဲ့ဆိုရင်တော့ဗီဒီယိုတွေကို VPN ခန်းကြည့်ပြီးအားပေးခဲ့နိုင်ပါတယ်